ဦးစင်းဂိုင်းရ တင်ပါ ဒါဦးစင်းဒါမူရင်းကြောင်းပေါ့ဒါဦးစင်းကဒီမှာသတင်းသုံးတာ တင်ပါ တင်ပါ ဦးစင်းနေတာဦးစင်းကဒီပေါက်လေးမှာဝင်ကတ်လို့လွတ်တာ ဩတင်ပါ ပြီးရတော့ပြီးတယ် တင်ပါ အဲ့မဲ့ဦးစင်းကဟောမဖြစ်ဘူးမအဲဒီအဲ့ကြောင်းလေးရပဲတခါကြီးကြောင်းအဲ့ကြောင်းလေးရကြောင်းလေးရပေါ့သူသားလေးပေါ့အဲဒီအဲ့ဟိုအရေးကြီးရတာ ကဲ ဘောလူသားလေးကြီး လူလေးခတ်ပါတယ်လို့ဝိုင်းပြီးကုညီလှူဒန်းပေးကြပါဦးလုံးဝပျက်စီးသွားတယ်လှူရှင်လည်းနေပါတယ်စိတ်တရဗမော်ចောင်းတိုက်ပလိတ်မြို့မှာရှိတဲ့ဗမော်ចောင်းတိုက်နိုင်တယ်လို့လေးပေါ့နော်နည်းများမစိုးကုသိုလ်ပါဝင်လို့ရတယ်လုံးဝတကြောင်းလုံးပျက်စီးသွားတာဆရာတော်တန်ဃာတော်တွေအကုန်လုံးပေါ့အကုန်လုံးထိခိုက်ဒဏ်ရာရအနာတရားတွေဖြစ်ဇေဒီတွေပျက်စီးတင်ပါဗျာ ဒီပြတော့တခါကြီးဟာစစ်ဘေးရှောင်းဟိုဒီကွာနှစ်ယောက်တယောက်ကတော့ကလေးလေးကတော့ကျိုးသွားတော့ တင်ပါ ဓမ္မကြီးကတော့ဆုံးသွား တင်ပါ အဲဒီရှိကဟိုတကားလေးတက်နေတဲ့အကြောင်းကြီးကကြတော့အင်းတကယ်တော့ကြောင်းအဲ့မှာတော့ဦးဇင်းတို့6ယောက်အားလုံးဖိုင်ပြောနေကြတာ2ယောက်ပေါ့အဲ့ဒီတော့ဦးဇင်းကားနဲ့လိုက်ပို့နေတဲ့ကောင်လေးနဲ့အဲအကြောင်းကကိုရင်ကြီးနဲ့အတဲကိုပါသွားတော့ တင်ပါဗျာ အဲ့ဒါကတော့ခုနလိုပေါ့ဦးဇင်းပြူချင်းပေါ့ညနေ9 နာရီခွဲလောက်ကြတော့ပြန်ပေါ်လို့ရ တင်ပါဗျာ ဒီဘက်ကဒီဘက်ကတော့မထီဘူးဒါအကုန်လုံးဖတ်ဒီကျောင်းဆောင်တွေထဲမှာအကုန်လုံးစစ်ဘေးဆောင်ရှိတာ တင်ပါဗျာ စစ်ဘေးဆောင်လေဒီကဟိုကျောင်းကြီးကအဲတက်ဆက်ကျောင်းကြီးကလှုပ်လိုက်တဲ့ခါကျတော့သူကထွက်ပြေးကြရအောင်ထွက်ပြေးကြရနောက်တစ်ချက်ကြမှာဒီဟာတွေကအကုန်လုံးပြူတာ တင်ပါ အဲဒီ ဒီရတင်နော် ပြူတာဦးသေးဒီဟိုအလဲကျောင်းကြီးကလှုပ်ချင်းပြူတာ တင်ပါဗျာ ငကူတွေကလည်းအခန်းရှိတာတော့ဒီဘက်တောင်းကဒါရဟိုအဲ့နာဆိုတော့လေအဲလှုပ်ချင်းပြိုတာအဲကြောင်ကြီးဦးလေးကြောင်ကြီးအဲသူတို့တွေကထွက်ချိန်ရတာပေါ့လေအဲမထွက်ဘူးမဟုတ်ဘူးတခါတည်းပြိုမယ်ဆိုတော့ဒီစစ်ပေးချောင်းတွေပါကုန်ပြိုအာမကတ်လွတ်သွားတာ ကတ်လွတ်သွားတာဗော လွတ်သွားတာဟိုဦးကြီးလိုချင်လေးဘက်ကိုကြီးအဲနောက်ကကြော်တုံးကကြတော့စောင့်တော့ဆိုလို့လေဒီတခါထပ်မှာကန်ကောင်းကအဲ့အထဲနေတဲ့ဦးကြီးလေ တင်ပါဗျာ ဒီကိုရင်ပေါ့ဒီကိုရင်နဲ့ဟိုပြန်သွားတယ်ကိုရင်ကလည်းမိတာပေါ့ဒါတွေကတော့ဦးသိန်း6လောက်ပေါ်မှာဒီမျက်နှာထိုင်ရလောက်ပဲရတာ တင်ပါဗျာ အသက်ရှူပြက်လို့ခဲ့ပါအောင်ကဲအဖေကဲမဲငါသားတောင်းထားဒါကြီးသူနဲ့အခုစင်နဲ့ကြီးတဲ့တပါ တင်ပါဗျာ ပလောင်လေး တင်ပါ ပလောင်လေး ဘာစမလို့ ဒီဘက်အကုန်လုံးပေါ့ဒီထဲရှိတာတော့ခါကြီးကဖះတွေကတော့တစ်သုံးလုံးပေါ့ 130စု ဒီကျောင်းဝိုင်း14တသမဘူးလေးဥစားထဲမှာတစ်သုံးလုံးရှိရ တင်ပါ အဲ့တစုကြလာဟိုမြောက်ကလေ တင်ပါ ဩအဲ့တစုပဲကြံတာ130စုမှာတစုပဲကြံတယ်တဲ့ဆရာတော်ကြီးမိတ်နေ ဒီဘက်က ဒီကျောင်းဝင်းထဲမှာ တီးလေးတွေကြလာလွတ်သွားတာဘယ်ရေသက်တော်ကြာ တင်ပါဗျာ လွတ်သွားဒီဘက်မှာထက်ပြီဒီဘက်မှာထက်ပြီအရေးရောအသားရကျောင်းပေါ်ပုံကျောင်းပေါ်ပဖိုးနဲ့တိုက်ယူထားတာ တင်ပါပါဗျာ ဒါတော့ဘုံဘုံကိုတင်ကြီးဌာပနာ ထပ်ပနာထားတဲ့ပစ္စည်းတွေပါဗျာ ပြင်ကြတဲ့ဟာလေး တင်ပါပါဗျာ ဒါလည်းအဲ့ဒီလားတင်ပါဗျာညားနေတယ်ဒီနားလေး